အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်စီစဉ်ရင်ဘိတ် share လေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်ဘိတ် share လေးလို့ဘာလို့ပြောရလဲဆိုတော့ဒီဘိတ်လေးကတစ်စီးလုံးအော်ဆေးပတ်လည်းဖြစ်မယ်အောက်ခန်းနေရာစာနောက်ဆေးလွတ်မယ်နောက်ပြီးတော့ရှေ့ဖောက်တွေနောက်ဖောက်တွေအားစသူ့original တိုင်းလေးပဲရှိသေးတယ်အင်ဂျင်ကလည်းအဖွင့်လက်မပါသေးဘူးเนาะအဲ့တော့ဒီဘိတ်လေးကိုကျွန်တော်မိတ်ဆက်ပေးပါပဲအမျိုးအစားလေးလည်းကောင်းပါတယ် Toyota စီစဉ်ရင်လေးဖြစ်ပါတယ်เนาะတစ်ချက်အနီးကပ်ပြပေးအော်ဆေးပတ်လည်းနဲ့ဘိန်း share လေးဖြစ်ပါတယ်ရှေ့တာယာ80ရာခိုင်နှုန်းလောက်ကျန်ပါမယ်ဗျရုပ်ထွက်လေးတော်တော်တန့်ပါတယ်အင်ဂျင်ဖွင့်လာမပါသေးပါဘူးအင်ဂျင် CO စိတ်မရှိပါဘူးအင်ဂျင်လုံးဝငြိမ်မယ်စက်တက်မီးလိုင်းတွေအကုန်ကောင်းပါတယ်အောက်ခန်းနေရာစာနောက်ဆေးလွတ်ပါမယ်နောက်ဖောက်တွေလှပါတယ်နော်နောက်တာယာတော့80ရာခိုင်နှုန်းလောက်ကိုကျန်မယ် chain sprocket တွေလည်းကျန်သေးတယ်ဗျာနော်အော်ဆေးအော်စတစ်ကာလေးပါမန်းလိုင်စင်60ရပလက်နဲ့လာပါမယ်နော်တက်တန်းကလည်း2029ထိကိုရှိပါအောင်မယ်အိမ်စောလေးတွေကစာနောက်ဆေးလွတ်တယ်နော်ဒါအော်စတစ်ကာလေးပါဒီဘက်ညာဘက်ချမ်းလေးကတော့နေလေးနည်းနည်းစားတယ်ပေါ့နော်အော်ဆေးလေးဟုတ်ကဲ့ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့16သိန်း8000ပေါ့နော်16သိန်း8000ဖြစ်ပါတယ်53ဘီလန်133ကြားမန္တလေးစက်မှု1 Sunshine Motor မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်